ဗီယက်နမ်ဒုတိယကင်းစဉ်ဘာနာအေးကိုသွားနေပါတယ်တီးလာတဲ့ကားကတောင်ချေထင်းမရောက်ဘူးသူကဘတ်စကားနဲ့အကျိုးပို့လုပ်ပေးသေးတယ်အဲ့ဒါအခါမဲ့စီးလို့ရဒီနေရာဒါကေပဲစီးတဲ့နေရာဒါလက်မှတ်ကတော့ကျွန်တော်လမ်းမှာဝယ်လာဒီမှာဝယ်ကြမလို့ဒီမှာဝယ်လေးရလက်မှတ်တစ်စောင်ဟိုက9သိန်းခွဲသူတို့ဝယ်နေအဲ့ဒါအပေါ်မှာဘူပြီးစားလို့ရတယ်ဒီတဲ့တက်ဝယ်လို့ရတခါတည်းဝယ်သွားလိုက်ရအဲ့ဒါကဘူပြီးရော12သိန်းခွဲလောက်ကြာကေပဲစီးမဲ့နေရရောက်ဖို့လမ်းလျှောက်ရသေးတယ်15မိနစ်လောက်လေဘေးဝဲရလမ်းနေမှာအဲ့လိုသူတို့ရိုးရဝတ်စုံတွေရောင်းတဲ့ဆိုင်တွေသူတို့နိုင်ငံထွက်တဲ့ကော်ဖီအဲ့ဒါတွေလည်းရှိတယ်တော်တော်များရှိအေးဆိုင်တွေရေခဲမုံစီနေရောဒီနေရာမှာလက်မှတ်စစ်ပါတယ်ကိုဝယ်ထားတဲ့ဟာတွေဒီဘဲတော့တော်တော်လေးစီးရတယ်နိုင်ဝယ်ဒီပန်းလောက်လာသူကတောင်ပြီးတောင်ဖြတ်ထားတယ်တော်တော်လေးကိုကြာရှုခင်းနေတယ်တော်တော်လေးလာအပေါ်ရောက်တော့မြူတွေကြာနေအောက်မှာတော့ဘာမှမဖြစ်ဘူးအဲရောက်ခံနေပြီအမြင်လေးရဲ့လက်ဝါဒရာလေးအပေါ်မှာတော့မြူတွေကြာနေကဲတောင်ပေါ်တော့ရောက်ပြီတိုင်နေပေါင်းနေလားမသိဘူးလူကရမ်းများတယ်ကွာစောတော့လာမယ်ဆိုရှင်းနိုင်တော့မှထွက်လာငါတော့မနေတော့အောင်ဒီပိုလာလို့ဆိုရင်အစောဆုံးလာတာကောင်းတယ်သူကစစချင်း9နာရီဖွင့်နေအရောက်လာလို့ချင်းလူလဲနေတယ်အပုံ AC ရက်လို့ရဒီမှာညအိတ်လဲရတယ်ညအိတ်လို့ဆိုရင်လည်းကောင်းခုချိန်ကျတော့လူများသွားပြီဆိုတော့အပုံရက်တော့တင်ကောင်းဘေးဝယ်တိတ်မမြင်တော့ဘူးကောင်းချင်းသူချင်းတော်လာတယ်မြင်ကောင်းနင်းနေကြနေစကားမှလည်းမမြင်ဘူးဒီနေ့ကတော့ကတ်မကောင်းသေးဘူးလူတွေလည်းရမ်းများ
ဒီပုံမှာတော့ဓာတ်ပုံရိုက်လို့တော်တော်လာမယ့်နေရာတွေညာဖန်တီးတာပဲဓာတ်ပုံရိုက်လို့ရတာရှင်းတယ်စုခင်းနေတော့တော်လာမယ့်နေထိုင်ရှိတယ်ငင်းကြနေတယ်ကြည့်လို့လည်းဘယ်လိုကောင်းဖြစ်အခုတိုင်ပေါ်မှာရောက်နေဒီတောင်ပေါ်မှာဗုဒ္ဓဘာသာဖျားတွေလည်းအများကြီးရှိတယ်မြန်မာပြည်ကဖျားဖို့အဖွဲ့တွေလည်းလာတယ်တူဒီတောင်ပေါ်မှာကျတော့လေဘက်ဆရာတွေကအများကြီးရှိတယ်။နေရာနဲ့တနေရာကိုကေဘယ်စီးပြီးတော့တွားရအခုဒါပြင်သိရွာပေါ်သွားဖို့ပထမဆုံးရထားစီးရသေးတယ်။ရထားစီးပြီးတော့တခါကေဘယ်ထပ်စီး။ဘာတနေရာနဲ့တနေရာကေဘယ်တွေကအများကြီးလောက်သွားရတယ်Every beat leads me to you. In the stillness of the night, your touch feels so right. Through the darkness, you're my light. In your arms, we take flight. ဒါကတော့ပြင်သိရွာဒီတောင်ပေါ်မှာတော့ဒီအဆောက်အဦပုံစံဒီဇိုင်းတွေတော်များရှိပြင်သိဖက်ကတူတဲ့အိမ်ပုံစံလေးတွေစားတော့ဆိုင်နေပုံမှန်လဲဓာတ်ပုံရိုက်လို့တော်တော်လှစားတော့တွေလည်းတော်တော်များရှိ As night unfolds, in your arms a story told. Whispers of a love so true. Every beat leads me to you. In the stillness of the night, your touch feels so right. Through the darkness, you're my light. In your arms, we take flight. ဒီပုံမှာတော့ရသည်ဥတုကတော့အချိန်မီအများရန်ပြောင်းလဲအခုတိုင်နေပြောက်သွားလိုက်အခုနေပူလိုက်အခုနင်းကြလိုက်အခုမိုးရွာလိုက်အဲ့လို Your touch feels so right. Through the darkness, you're my light. In your arms, we take flight. ဒီနေရာတော့နတ်ဖျားကြောင်းတစ်ခုဖြစ်နေတင်တာပဲအမှဒေသခံတွေလည်းဆူတောင်းနေတာတွေ့
အခုမြင်နေရတာတော့ဒေတာခန့်နေဆူတောင်းနေတဲ့ပုံစံကွန်ရန်မေတော်နတ်ဖះเจ้าကဘယ်လိုမျိုးတော့မပြောတတ်အထက်မှာတော့အမနတ်ဖះလူမျိုးတွေ့ပူဇော်ပတ်ထားတာတော့အများကြီးဆူတောင်းလို့ရတယ်ပုံမှာတော့မြူတွေနင်းနေကြတယ်တော့အောက်မှာမြင်နေရအောက်မှာတန်လေးတွေပြေးလွှမ်းနေအောက်မှာလင်းအဲ့လိုပဲရတူတူကတော့ခဏခဏပြောင်းလဲနေဒီနေရာတော့ဒီတောင်ရဲ့အမြင့်ဆုံးတောင်ထိပ်နေရာဒီနေရာအမြင့်ဆုံးပေးစားတဲ့နေရာလူကတော့တော်တော်လေးများစားတော့လည်းတော်တော်လေးစုံတော်လေးလည်းကောင်းပါဒီတောင်ပေါ်လာမယ်ဆိုတော့ဘူဘေးလက်မှတ်ခါတဲ့ဝယ်ခဲ့ဖို့ပြန်ပြောအပြင်မှာဝယ်စားတော့တည်ကြည့်ရောက်ကစားတော့ဒီကမြင်နေရတယ်အခုဆိုတအားမိုးတွေရွာတိုင်နေမြူတွေဖုံးသွားမနေ့ရောက်တော့ကတော့မိုးတွေမရွာဟိုအခုဆိုမိုးတွေရွာပြီးတော့လူတွေကလည်းပို့ပြီးတော့များလာသူတွေကတော့ဒီပုံမှာဘီယာပလာဇာလည်းရှိတယ်။အဲ့ဒီစီနာလေးမှာဆိုဘီယာထုတ်တဲ့ဆက်တွေပေါင်းအိုးတွေအများကြီးရှိတယ်။ဒီပဲစီရတာမိုက်တယ်အတိုင်ထဲတော့ဝင်သွားလိုက်ထွက်လာလိုက်ဆိုတော့တော်တော်လေးလာစိတ်ခံစားမှုလည်းတော်တော်လေးကောင်း
ခုတော့အောက်ကိုရောက်သွားတော့ ပြန်တော့မယ်အဲ့ဒါမှခေါ်ပြီးတော့ကြာတောင်ပေါ်မှာတော့မိုးရွာနေတောင်အောက်ကဒီပူချစ် ဒီဗီဒီယိုလေးကတော့ဒီလောက်ပါပဲကြီးစုပေးတဲ့အတွက်ကျေးဇူးများတင်ပါတယ်နောက်ဗီဒီယိုမှာဆက်တွေ့